မင်္ဂလာပါရှင် The Health Channel ကနေကြိုဆိုလိုက်ပါတယ်။သပင်ဆိုတာအမျိုးသားအမျိုးသမီးတိုင်းရဲ့အလှအပကိုဖော်ပြတဲ့အဓိကအစိတ်အပိုင်းတစ်ခုပါ။ဒီနေ့မှာတော့သပင်တန်ဆွမ်းစေဖို့နဲ့သပင်ကျွတ်ချင်းကိုကာကွယ်ဖို့ဘလို့အာဟာရနဲ့ဂရုစိုက်မှုတွေလိုအပ်မလဲဆိုတာကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။သပင်ကျန်းမာဖို့ဆိုရင်ပြင်ပလိမ့်ချတာထက်အတွင်းကနေဖြစ်တင်းမိဖို့ကအရေးကြီးပါတယ်။ဆန်သားကိုဖွဲ့စည်းထားတဲ့အဓိကအရာကပရိုတင်းပဲဖြစ်ပါတယ်။ပရိုတင်းကိုလုံလောက်စွာစားသုံးပါ။ဥဝမျိုးမျိုး၊ပဲမျိုးမျိုးအသားဓာတ်နဲ့ငါးကိုနေ့စဉ်စားသုံးမိပါ။တန်ဓာတ်နဲ့ဗီတာမင်များဖြစ်တင်းပါ။တန်ဓာတ်၊ဇင်းနဲ့ဗီတာမင် D ချို့တက်ရင်သပင်ကျွတ်တတ်ပါတယ်။ဗီတာမင်နဲ့သတ္တုဓာတ်ကျယ်ဝတဲ့ဟင်းသီးဟင်းရွက်အစိမ်းတွေကိုများများစားသုံးမိပါ။ stress တွေကိုလျှော့ချပါ။စိတ်ဖိစီးမှုများခြင်းကြောင့်ဟော်မုန်းမညီမျှမှုဖြစ်ပြီးသပင်ကျွတ်တာဟာအဖြစ်များပါတယ်။တရားထိုင်တာလေ့ကျင့်ခန်းလုပ်တာမျိုးနဲ့စိတ်ကိုဖြေလျှော့ပါ။ရေဓာတ်ပြေဝနေပါစေ။ဆန်သားကိုထိမ့်သိမ်းရမှာပြင်ပကနေဂရုစိုက်ရမယ့်အပိုင်းတွေလည်းရှိပါတယ်။အပူဒဏ်ကိုရှောင်ပါ။သပင်အချောက်ခံဆက်သပင်ဖြောင်းဆက်တွေကထွက်တဲ့အပူဒဏ်ကိုတတ်နိုင်သမျှရှော့ချပါအပူကြောင့်ဆန်သားအမြစ်တွေပျက်စီးပြီးကျွတ်လွယ်စေပါတယ်ဓာတုပစ္စည်းပြင်းထန်တဲ့ဆေးတွေကိုရှော့သုံးပါသပင်အယောင်ဆိုးခြင်းကောက်ခြင်းစတဲ့ဓာတုပစ္စည်းများတဲ့အရာတွေကိုမကြာခဏလှုပ်ဆောင်ခြင်းကဆန်သားကိုအားနည်းစေပါတယ်ဆိုနေတဲ့သပင်ကိုမဖီးပါနဲ့သပင်ဆိုနေတဲ့အချိန်မှာအားအနည်းဆုံးအချိန်တွေဖြစ်တာကြောင့်ဆန်သားတွေပျက်စီးပြီးကျွတ်ထွက်လွယ်ပါတယ်6သွေးမှသာဖြည့်တင်ပါတယ်။ကဲသပင်ကျန်းမာဖို့ဆိုရင်အပြင်ကနေဂရုစိုက်တာထက်အသွေးပိုင်းအာဟာရဖြည့်တင်းခြင်းနဲ့စိတ်ဖိစီးမှုထိန်းချုပ်ခြင်းကအဓိကတော့ချက်ပါ။ဒီနေ့ပြောပြခဲ့တဲ့လမ်းညွှန်ချက်လေးတွေကိုလိုက်နာရင်းနဲ့တန်ဆွမ်းတောက်ပြောင်တဲ့စံကေတာကိုပိုင်ဆိုင်နိုင်ကြပါစေရှင်။မင်္ဂလာပါရှင် The Health Channel ကနေကြိုဆိုလိုက်ပါတယ်။ဒီနေ့မှာတော့ကျမတို့ရဲ့မျက်နှာအလှကိုအကြီးမားဆုံးထိခိုက်စေတဲ့မျက်ကွင်းညိုခြင်းနဲ့အရေးအကြောင်းတွေအကြောင်းကိုဘယ်လိုဖြေပြရမလဲဆိုတာကိုပြောပြပေးသွားမှာပဲဖြစ်ပါတယ်။မျက်လုံးအောက်အရေပြားဟာပါးလွှာလို့စိတ်ဖိစီးမှုနဲ့အေးအေးပြတ်တာကိုအများဆုံးဖော်ပြပါတယ်။မျက်ကွင်းညိုရခြင်းရဲ့အဓိကအကြောင်းရင်းနှစ်ခုကအေးအေးမဝခြင်းနဲ့စိတ်ဖိစီးမှုပါပဲ။ဒါတွေကိုပြေပြဖို့အတွက်အိပ်ဆက်ချိန်ပြည့်မီပါစေရန်ညစဉ်9နာရီမှ10နာရီအထိပြည့်အောင်အိပ်ပါအေးကပ်ပါမျက်ကွင်းညိုတာသို့မဟုတ်မျက်လုံးအိပ်မို့နေပါကလက်ဖက်ချောင်းအိပ်အေးဒါမှမဟုတ်တန့်ရှင်းတဲ့ဇွန်းအိပ်ကိုခဏတာကပ်ပေးခြင်းဖြင့်သွေးလည်ပတ်မှုကိုမြင့်တင်ပေးပါညပိုင်းမှာစားတတ်တဲ့ဆိုဒီယမ်များတဲ့အစားအစာတွေဥပမာတရေစာတို့များစားခြင်းကိုရှောင်ပါဒါတွေကမျက်လုံးတစ်ဝက်ကိုရောင်ရမ်းဖောင်းပွားစေပါတယ်အိတ်ခဏီ TV ဖုန်းစတဲ့အပြာရောင်အလင်းတွေကိုအချိန်ကြာကြာကြည့်ခြင်းကိုတတ်နိုင်သမျှရှောင်ကျဉ်ပေးပါ။နှလုံးတစ်ဝိုက်အရေးအကြောင်းဖြစ်ပေါ်မှုကိုကာကွယ်ခြင်းဖြင့်နုပြိုမှုကိုထိန်းသိမ်းနိုင်ပါတယ်။နေရောင်ကလိမ့်ပါ။နေရောင်ကြီးကအရေးအကြောင်းဖြစ်စေတဲ့အဓိကအကြောင်းရင်းပါ။စမ်းကရင်ကိုနှလုံးတစ်ဝိုက်ပါပါလိမ့်ပေးပါ။နေရောင်ပြင်းရင်နေကာမျက်မှန်တက်စင်ပါ။ဗီတာမင် C ဒါမှမဟုတ်ဟိုက်လူရိုနစ်အက်ဆစ်ပါတဲ့အိုင်းခရင်ကိုတေချာဂရုတစိုက်လိမ့်ပေးပါ။မျက်လုံးကိုမကြာခဏပုတ်တာဆွဲဆန့်တာမျိုးလုံးဝမလုပ်ပါနဲ့ဒါတွေကအရေးပြားကိုဒဏ်ဖြစ်စေပြီးအရေးအကြောင်းတွေမြန်မြန်ထွက်စေပါတယ်ကဲနုပြိုခြင်းရဲ့လျှို့ဝှက်ချက်ဟာလှပတဲ့အပြင်းပန်းထိမ့်သိမ့်မှုနဲ့ကျန်းမာတဲ့အတွင်းပိုင်းအလေးကျင့်ကောင်းများပေါင်းစပ်မှုအပေါ်မှာမူတည်နေပါတယ်ဒီနေ့ပြောပြခဲ့တဲ့လွယ်ကူတဲ့နည်းလမ်းလေးတွေကိုလိုက်နာရင်းနဲ့လမ်းဆန်းတဲ့မျက်နှာနဲ့ကျန်းမာမှုကိုပိုင်ဆိုင်နိုင်ကြပါစေရှင်မင်္ဂလာပါရှင် The Health Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့အားကစားသမားတွေဂိမ်းကစားသူတွေနဲ့အလုံများတဲ့လူငယ်တွေကြိုက်နှစ်သက်တဲ့အားဖြည့်အချိုရည်များ energy drinks ကိုရေတောက်တယ်လို့အလွန်အကျွံတောက်သုံးခြင်းကဘလို့အသက်အန္တရာယ်ဖြစ်စေနိုင်တယ်လဲဆိုရက်တကယ်ဖြစ်ရမှန်သတိပေးချက်နဲ့စိတ်ပညာဆိုင်ရာအမြင်တွေကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ရုရှားနိုင်ငံကအသက်22နှစ်အရွယ်လူငယ်တဦးဟာညလုံးပေါက်ဂိမ်းကစားဖို့အတွက်အားဖြည့်ချိုရည်တွေကို10နှစ်နီးပါးကြာအောင်နေ့စဉ်3မှုအထိပုံမှန်တောက်သုံးခဲ့ပါတယ်။ရလဒ်ကတော့ခန္ဓာကိုယ်ထဲမှာနှစ်ပေါင်းများစွာစုပုံလာတဲ့ဓာတုပစ္စည်းတွေကြောင့်သူ့ရဲ့ပန်ကရီယပ်စ်ဟာပျက်စီးသွားပြီးအသည်းတွေပါထိခိုက်ခဲ့ပါတယ်။အဆုံးမှာတော့ရုတ်တရက်လမ်းမလျှောက်နိုင်တော့ပဲဆေးရုံမှာအရေးပေါ်အခြေအနေနဲ့ကုသမှုခံယူခဲ့ရပါတယ်။
ဆေးဘက်ဆိုင်ရာပြန်လည်ထူထောင်ရေးအတွက်လည်းအနည်းဆုံး6လမှတစ်နှစ်အထိအချိန်ယူရမယ်လို့သိရပါတယ်။အားဖြည့်ချိုရည်တွေမှာပါဝင်တဲ့ကဖိန်းဓာတ်နဲ့သကြားဓာတ်အမြောက်များသည့်ခန္ဓာကိုယ်အတွက်စိတ်တောက်ဖြစ်စေပါတယ်။နှလုံးထိခိုက်မှုကဖိန်းဓာတ်အများအပြားဟာနှလုံးခုန်နှုန်းကိုမြန်စေပြီးသွေးဖိအားမြင့်တက်စေပါတယ်။ရေရှည်မှာနှလုံးခုန်မမှန်ခြင်းသွေးလွတ်ကြောတွေရောင်ရမ်းခြင်းနဲ့နှလုံးရက်တန့်ခြင်းအထိအောင်ဖြစ်နိုင်ပါတယ်။အာယုံကြောပျက်စီးခြင်းအလွန်အကျွံသုံးဆွဲခြင်းကအုံနောက်ကိုထိခိုက်စေပြီးအာယုံကြောဆိုင်ရာယောဂလက္ခဏာများဥပမာရုတ်တရက်လေဖြတ်သလိုလက္ခဏာများကြွက်သားအားနည်းခြင်းကိုယ်လက်မလှုပ်ရှားနိုင်ခြင်းအထိပါဖြစ်စေနိုင်ပါတယ်။တခြားပြဿနာများအိမ်မပျော်ခြင်းစိတ်ပူပန်ခြင်းအစာအိမ်ဥလန်းချောင်းပြဿနာများလည်းဖြစ်ပွားစေနိုင်ပါတယ်။အားဖြည့်ချိုရည်တွေကိုခိတခဏစွမ်းအင်ရဖို့သုံးစွဲနိုင်ပေမဲ့ရေတောက်တယ်လို့မျိုးနေ့စဉ်အလွန်အကျွံသုံးစွဲခြင်းဟာကျန်းမာရေးကိုပြန်ပြင်လို့မရနိုင်တဲ့အထိထိခိုက်စေနိုင်ပါတယ်။ကျန်းမာတဲ့ဘဝအတွက်အားဖြည့်ချိုရည်တွေအစားရေတက်နဲ့လုံလောက်တဲ့အိပ်စက်ခြင်းကိုသာအားကိုးကြပါလို့သတိပေးရင်းနဲ့ညီကုန်းချုပ်လိုက်ရပါတယ်။နားဆင်ပေးကြတဲ့အတွက်ကျေးဇူးတူပဲတင်ရှိပါရရှင်။မင်္ဂလာပါရှင် The Health Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။အယိုးများကြောက်ဖြစ်ခဲ့သူအကြောင်းကိုတင်ဆက်ပေးကြပါမယ်။ကျမတို့အားလုံးဟာကျန်းမာရေးကောင်းစေဖို့အတွက်ဗီတာမင်အားဆေးတွေကိုတောက်သုံးလိမ့်ရှိပါတယ်။ဒါပေမဲ့ကောင်းကျိုးပေးတယ်လို့ယူဆရတဲ့ဗီတာမင်ကိုပဲအလွန်အကျွံတောက်သုံးမိရင်ဘလောက်အသက်အန္တရာယ်ရှိနိုင်တယ်လဲဆိုတော့တကယ်ဖြစ်ရမှန်တခုကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။ဒီခေတ်ရဟာဗြိတိန်နိုင်ငံမှာဖြစ်ပွားခဲ့တာပါ။အမျိုးသားတဦးဟာကျန်းမာရေးအတွက်ကောင်းတယ်ဆိုပြီးဆရာဝန်ရဲ့ညွှန်ကြားချက်မပါဘဲဗီတာမင် D အားဆေးတွေကိုစတင်တောက်သုံးခဲ့ပါတယ်။သူတောက်သုံးခဲ့တဲ့ပမာဏကလိုအပ်တဲ့နေ့စဉ်ပမာဏထက်တရက်လျင်အစ80ကျော်ပိုများပြီးလပေါင်းများစွာဇက်တိုက်တောက်ခဲ့တာပဲဖြစ်ပါတယ်။ရလဒ်ကတော့ခန္ဓာကိုယ်ထဲမှာဗီတာမင် D လွန်ကဲမှုကြောင့်ကယ်လ်ဆီယမ်ဓာတ်တွေအစမတန်မြင့်တက်လာပြီးသွေးထဲမှာပြည့်ရှံလာပါတယ်။ဒီလိုအခြေအနေကြောင့်သူ့ရဲ့အဆစ်တွေဟာတောင့်တင်းလာပြီးနာကျင်လာပါတယ်။အဆိုးဆုံးကတော့သူ့ရဲ့ကြောက်ကပ်တွေကပျက်စီးလာပြီးခန္ဓာကိုယ်ရှိအယိုးတစ်ရှူးများဟာပုံမှန်မဟုတ်တော့ဘဲကြောက်ပြစ်တယ်လို့မာကျောလာတဲ့အခြေအနေစီကိုရောက်ရှိသွားခဲ့ရပါတယ်။ဆေးရုံအရေးပေါ်ဌာနကိုရောက်ရှိလာတဲ့အခါမှာဒီလိုပြင်းထန်တဲ့ဗီတာမင်အဆိပ်သင့်မှုကိုစစ်ဆေးတွေ့ရှိခဲ့ရတာဖြစ်ပါတယ်။ဒီဖြစ်ရပ်ကနေကျမတို့အတွက်သင်ခန်းစာယူစရာအချက်ကတော့ကောင်းကျိုးပေးသည်ဟုထင်ရသောအရာပင်လျှင်လွန်ကဲပါကအန္တရာယ်ရှိနိုင်သည်ဆိုတဲ့အချက်ပဲဖြစ်ပါတယ်။ထိုမျိုးသားဟာအသက်80အရွယ်ဖြစ်ပါတယ်။ဗီတာမင်အားဆေးများသည်ဆေးဝါးများသာဖြစ်ပါတယ်။ဗီတာမင် D လိုအဆီမာပျော်ဝင်တဲ့ဗီတာမင်တွေကိုလိုအပ်တာထက်ပိုတောက်မိရင်ခန္ဓာကိုယ်ကအလွယ်တကူစွန့်ထုတ်နိုင်ခြင်းမရှိတော့ဘဲအဆိပ်အတောက်ဖြစ်စုမိနေပါတယ်။ဗီတာမင်သို့မဟုတ်ဖြည့်စွက်စာတစ်မျိုးမျိုးကိုမတောက်သုံးမီဆရာဝန်သို့မဟုတ်ကျန်းမာရေးပညာရှင်နဲ့တေချာတိုင်ပင်ပြီးတော့မိမိခန္ဓာကိုယ်အတွက်လိုအပ်တဲ့ပမာဏကိုသာတောက်သုံးကြဖို့အထူးလိုအပ်ကြောင်းသတိပေးလိုပါတယ်။ဒီနေ့ပြောပြခဲ့တဲ့ဖြစ်ရပ်မှန်ကိုနမူနာယူပြီးကျန်းမာရေးအတွက်ဘာကိုပဲစားသုံးသည်ဖြစ်စေဆေးဝါးပဲတောက်သုံးသည်ဖြစ်စေမျှတခြင်းနဲ့ဆရာဝန်ညွှန်ကြားချက်ကိုအလေးထားပြီးလိုက်နာပါလို့တိုက်တွန်းရင်းနဲ့ညီကုန်းချုပ်လိုက်ရပါတယ်ရှင်။နားဆင်ပေးကြတဲ့အတွက်ကျေးဇူးတူပဲတင်ရှိပါတယ်။မင်္ဂလာပါရှင်။ The Health Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။ရာသီဥတုအေးတဲ့အခါကျမတို့ရဲ့ခန္ဓာကိုယ်ကပုံမှန်ထက်ပိုပြီးအားနည်းပါတယ်။ဒီလိုအချိန်မှာမှားရတဲ့အယူအဆနဲ့လုပ်ရက်တွေကြောင့်အသက်အန္တရာယ်နှိပါထိခိုက်ရတဲ့လူငယ်တဦးရဲ့ဖြစ်ရပ်မှန်ကိုပြောပြပေးသွားမှာဖြစ်ပါတယ်။ဒီဖြစ်ရပ်ဟာကနေဒါနိုင်ငံအဲဘာတာပြည်နယ်မှာ2024ခုနှစ်ဇန်နဝါရီလညပိုင်းမှာဖြစ်ပွားခဲ့တာပါ။အသက်25နှစ်အရွယ်မစ္စတာဒေးဗစ်ဆိုတဲ့လူငယ်တဦးဟာအလွန်အေးတဲ့ဆောင်းရာသီညတညမှာအေးဒဏ်ကိုခံနိုင်ရှိစေဖို့အရက်ကိုအလွန်ကျွံတောက်သုံးခဲ့ပြီးအပြင်ဘက်မှာအချိန်ကြာမြင့်စွာနေခဲ့ပါတယ်။လူအများစုကအရက်တောက်ရင်ခန္ဓာကိုယ်ကပူတယ်လို့ထင်တတ်ကြပေမဲ့အမှန်တကယ်တော့အရက်ကသွေးကြောတွေကိုခဏတာကျဲစေပြီးအရေပြားနားကိုသွေးပိုရောက်စေတာကြောင့်အပူဓာတ်ဟာပုံမလျင်မြန်စွာဆုံးရှုံးသွားပါတယ်။ရလက်အနေနဲ့မစ္စတာဒေးဗစ်ဟာခန္ဓာကိုယ်အပူချိန်လွန်ကဲစွာကျဆင်းမှုဝေဒနာကိုခံစားခဲ့ရပြီးအပြင်မှာသတိမေ့သွားခဲ့ပါတယ်။ဆေးရုံကိုရောက်တဲ့အခါမှာသူ့ရဲ့ခန္ဓာကိုယ်အပူချိန်ဟာအသက်ရှင်ဖို့ခက်ခဲတဲ့90ဒီဂရီဖာရင်ဟိုက်32ဒီဂရီစင်တီဂရိတ်အောက်ကိုရောက်ရှိနေခဲ့ပါတယ်။စိုးဆုံးကတော့အေးဒဏ်ကြောင့်လက်ချောင်းခြေချောင်းများမှာရှိတဲ့သွေးကြောတွေပျက်စီးပြီးတစ်ရှူးတွေတိတ်ဆုံးတဲ့ရေခဲကိုက်ခံရမှုကိုပါခံစားခဲ့ရတာဖြစ်ပါတယ်။ပြန်လဲကုသရာမှာအချိန်ကြာမြင့်ခဲ့ရပြီးကိုခန္ဓာအစိတ်ပိုင်းတချို့ကိုပါထိခိုက်ဆုံးရှုံးလို့နှီးပါဖြစ်ခဲ့ရပါတယ်
ဒီဖြစ်ရပ်ကနေကျမတို့အတွက်သင်ခန်းစာကတော့အရက်တောက်ခြင်းဒီခန္ဓာကိုယ်ကိုနှွေးထွေးစေရဲဆိုတဲ့အယူအဆဒီလုံးဝမှားယွင်းကြောင်းပါပဲအရက်တောက်ခြင်းကဆုံးဖြတ်နိုင်စွမ်းကိုလည်းရှော့ချတာမို့လို့အေးရဲ့နေရာမှာအန္တရာယ်ပိုများစေပါတယ်ဒါကြောင့်အေးရဲ့ຢာဒီမှာအနွေးရဲ့လုံလုံခြုံခြုံဝတ်ဆင်ပါအပူဓာတ်ထိန်းနိုင်မဲ့အနွေးဓာတ်ပါတဲ့အစားအစာဒါမှမဟုတ်ဂျင်းပြုတ်ရည်လိုမျိုးနှွေးထွေးတဲ့အရည်တွေကိုတောက်ပါဒီနေ့ပြောပြခဲ့တဲ့ဖြစ်ရပ်မှန်ကိုသတိရပြီးအေးတဲ့ຢာဒီမှာကိုယ့်ကိုယ်တေချာဂရုစိုက်ပါမှားရင်းတဲ့အယူအဆတွေကိုရှောင်ရှားပြီးနွေးနွေးထွေးထွေးနေထိုင်ခြင်းဖြင့်ယောဂကင်းဝေးပြီးနှွေးထွေးတဲ့ຢာဒီဥတုကိုဖျက်ဆီးနိုင်ကြပါစေရှင်လားဆင်ပေးခဲ့ကြတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်မင်္ဂလာပါရှင် The Health Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်အေးရဲ့ရာသီဥတုနဲ့စောင်းလီဟာကျမတို့ရဲ့အရေးပြားကို6သွေ့ပျက်စီးစေပါတယ်တာမန်သား6ခြင်းကိုအရေးမလုပ်ဘဲလှစ်လူရှူထားရကနေအသက်အန္တရာယ်ထိဖြစ်စေနိုင်တဲ့ထူးဆန်းတဲ့ဖြစ်ရပ်မှန်တစ်ခုကို3မိနစ်အတိအကျနဲ့တင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဒီဖြစ်ရပ်ဟာအမေရိကန်နိုင်ငံမင်နီဆိုတာပြည်နယ်မှာနေထိုင်တဲ့အသက်60အရွယ်မစ္စတာဂျွန်ဆင်ရဲ့အဖြစ်ပါမစ္စတာဂျွန်ဆင်ဟာစောင်းရာသီမှာအသားအမြဲ6တက်ပေမဲ့အဆိုရက်ထိန်ခရင် moisturizer လိမ့်ဖို့ကိုပြင်းရင်ခဲ့ပါတယ်2024ခုနှစ်ဇန်နဝါရီလအလယ်ပိုင်းလောက်မှာအပူချိန်က3ညအောက်ရောက်နေတဲ့အတွက်သူ့ရဲ့ခြေသလုံးအရေပြားတွေဟာပိုမို6သွေ့ပြီးရားရန်လာခဲ့ပါတယ်ရောင်းလုံးလိုကုတ်ဖက်မိရာကနေအရေပြားမှာအနာအဆာလေးတွေဖြစ်ပေါ်လာခဲ့ပါတယ်ထိုကုတ်ဖက်ထားတဲ့အနာအဆာလေးတွေကနေတဆင့်တာမန်ဘက်တီးရီးယားပိုးဝင်ရောက်ခဲ့ပြီးအရေပြားအတွင်းပိုင်းတစ်ရှူတွေအထိကူးစက်တဲ့ cellulitis လို့ခေါ်တဲ့ပြင်းထန်တဲ့ရောဂါဖြစ်ပွားခဲ့ပါတယ်။ရောဂါကူးစက်မှုဟာအရှိန်အဟုန်မြန်လွန်းတာကြောင့်သွေးကြောတဲ့အထိပိုးရောက်သွားပြီးသွေးစိတ်တက်ခြင်းအဆင့်ကိုရောက်ရှိခဲ့ပါတယ်။နောက်ဆုံးမှာတော့အသက်အန္တရာယ်ရှိရဲ့အရေးပေါ်အခြေအနေနဲ့ဆေးရုံမှာအချိန်ကြာမြင့်စွာကုသမှုခံယူခဲ့ရတာဖြစ်ပါတယ်။အေးရရာသီမှာတာမန်အသား6ခြင်းကိုလှစ်လူရှုရင်ဒီလိုမျိုးပြင်းထန်တဲ့ကူးစက်ပိုးဝင်မှုတွေဖြစ်နိုင်ပါတယ်။အရေပြားဟာကျမတို့ရဲ့ခန္ဓာကိုယ်ကိုပိုးမွှားတွေမဝင်အောင်ကာကွယ်ပေးတဲ့ပထမဆုံးခုခံကာကွယ်မှုအလွှာဖြစ်ပါတယ်။အေးရရာသီမှာရေချိုးပြီးရတဲ့ moisturizer အဆိုရက်ထိန်ခရင်ကိုမဖြစ်မနေလိမ့်ပေးပါ။အရေပြားကိုကုတ်ဖက်ခြင်းကိုလုံးဝရှောင်ရှားပါ။ရားရံမှာကဆရာဝန်ညွှန်ကြားတဲ့ဆေးတွေသုံးပါ။အရေပြားပေါ်မှာနီရဲရောင်ရမ်းလာခြင်းအနာပူခြင်းစတဲ့ကူးစက်ပိုးဝင်တဲ့လက္ခဏာတွေ့ရင်ချက်ချင်းဆေးကုသမှုခံယူပါဒီနေ့ပြောပြခဲ့တဲ့ဖြစ်ရပ်မှန်ကနေသင်ခန်းစာယူပြီးအေးတဲ့ရာသီမှာအရေပြားကျန်းမာရေးကိုတေချာဂရုစိုက်ပါတာမန်အသား6ခြင်းကိုတော့ပေါ့ဆခြင်းမပြုဘဲအမြဲတမ်းအဆိုတက်ပြေဝအောင်ထိမ့်သိမ်းခြင်းဖြင့်ယောဂဆိုးများမှာကင်းဝေးကြပါစေရှင်နားဆင်ပေးခဲ့ကြတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်